လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းကဂျပန်ပြည်ဟာဧကရာနှစ်ပါးကြားမှာကွဲပြားလို့နေပါတယ်။ဧကရာတစ်ပါးစီမှာကိုယ်ပိုင်ရုံးတော်တွေရှိကြပြီးသူတို့ကိုယ်သူတို့တိုင်းပြည်တစ်ခုလုံးအတွက်တင်းတော်တဲ့အုပ်ချုပ်သူလို့ဆိုကြပါတယ်။မြောက်ပိုင်းရုံးတော်မှာတော့ရှိုးခန်းတွေဟာအထွတ်မြတ်ရတနာ၃ပါးကိုလိုလားတောင်းတလျက်ရှိပါတယ်။မင်းမြောက်တစားလိုလူတီများပြီးဒါကိုပိုင်ဆိုင်ထားခြင်းဟာစစ်မှန်တဲ့ဧကရာဖြစ်ခြင်းကိုအဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ဒံပြိုးလိုအမိရတဲ့ရိုးရာကားကြီးတဲ့တယောက်ဟာဇနီးဖြစ်သူသားဖွားချိန်မှာပဲထူးဆန်းတဲ့မျက်နှာဖုံးတစ်ခုကိုစွပ်ပြီးရိုးရာအကောက်ကိုကနေခဲ့ပါတယ်။မကြခင်မှာပဲကလေးမွေးလာခဲ့ပြီးဘေးနားကလူတွေအကုန်ကြောက်လန့်သွားရလောက်တဲ့အထိကလေးရဲ့ပုံစံကအကြီးတန်းပြီးရုပ်ဆိုးလို့နေပါတယ်။ဒံပြိုးကတော့တခုခုကိုနားလေသဘောပေါက်လိုက်ပြီးဝမ်းသာနေပါတယ်။ဒါနိုဦးရာတိုက်ပွဲဟာဟဲကီနဲ့ဂန်းဂျီတို့ကြားကအပြင်းထန်ဆုံးတိုက်ပွဲဖြစ်ခဲ့ပြီးဟဲကီတို့ဟာတိုက်ပွဲမှာအရေးနှိမ်ခဲ့ရပါတယ်။မင်းမြတ်တစားလို့ခေါ်တဲ့ရေရနာဓာတ်ကိုရန်သူလက်ထဲမရောက်စေချင်တာကြောင့်ဧကရာငယ်လေးဟာဓာတ်နဲ့အတူရေထဲကိုဆင်းသွားပြီးအသေးခံလိုက်ပါတယ်။တိုမိုနာလို့ခေါ်တဲ့ကောင်လေးကတော့စစ်ပွဲလက်ကျန်ပစ္စည်းတွေကိုဒါနိုဦးရာမြေအောက်ခြေမှာလိုက်ရှာနေပါတယ်။သူပြန်တက်လာတဲ့အခါမှာတော့တိုမိုနာတို့ရဲ့တငါရွာလေးကိုဝေကောင်းစားလာဝစ်ထားတဲ့စာမူတိုင်းနှစ်ယောက်ဟာအပေးအယူတစ်ခုအတွက်ရောက်နေကြပါတယ်။သူတို့နှစ်ယောက်ကတော့ရင်ခုန်အင်မတန်ကျွမ်းကျင်တဲ့တိုမိုနာရဲ့အဖေရွာကြီးအိမ်ကိုလာခဲ့ကြတာဖြစ်ပါတယ်။ဟီကဲရတနာဟာဒီမြစ်ထဲမှာတေချာပေါင်းရှိနေကြောင်းနဲ့ဒါကိုရှာပေးမယ်ဆိုရင်ငွေတွေအများကြီးပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။တိုမိုနာရဲ့အဖေလည်းအနှဲငယ်တွေးဝေနေပေမဲ့ရမယ့်ငွေပမာဏကများတဲ့အပြင်စာမူတိုင်းတို့ရဲ့အန်ဒီရဲ့ကြောင့်လက်ခံလိုက်ပါတယ်။ဒီလိုနဲ့သူတို့၄ယောက်ဟာမြေပုံထဲကနေရာအတိအကျကိုရောက်တာနဲ့လှေကိုရက်လိုက်ပြီးတိုမိုနာတို့တားအဖကတော့ရေထဲကိုဆင်းလိုက်ကြပါတယ်။စာမူတိုင်း၂ယောက်ပြောတဲ့ဟီကဲရတနာဟာတစ်တာတစ်လုံးထဲမှာဖြစ်ပြီးလှေပေါ်ကိုယူသွားလိုက်ကြပါတယ်။တစ်တာထဲမှာတော့ဓားတစ်ချောင်းကိုတွေ့ရပြီးဘာမှမသိတဲ့တိုမိုနာရဲ့အဖေကတော့ဓားကိုထုတ်ကြည့်လိုက်ပါတယ်။ဒန်နာအီလာဟီကဲရတနာဓားသွားဟာအလင်းနဲ့တစ်ခုနဲ့အတူအရာအလုံးကိုပိုင်ဖြတ်သွားပါတယ်။မတရက်နေတဲ့တိုမိုနာရဲ့အဖေလည်းတပိုင်းပြတ်သွားခဲ့ပြီးတိုမိုနာလည်းမျက်စိကန်းသွားပါတယ်။စာမူတိုင်းနှစ်ယောက်ကတော့ဓားကိုယူပြီးထွက်ပြေးသွားကြပါတယ်။တယောက်တည်းဖြစ်သွားတဲ့တိုမိုနာလည်းရွာကနေထွက်လာခဲ့ပြီးတချင်းဆိုတန်းကိုကြားလိုက်ရတဲ့အခါအတန်လာရာကိုဥတီလာခဲ့ပြီးဘီဝတီးခတ်နေတဲ့ဆရာတော်တစ်ပါးနဲ့တွေ့ခဲ့ရပါတယ်။သူကတော့မျက်မမြင်ဖုံးတော်ကြီးတာနီအီချီဖြစ်ပြီးသူတို့ဟာလည်းတခဏအတွင်းမှာပဲယဉ်နီးသွားခဲ့ကြပါတယ်။ဘီဝဖုံကြီးတွေကတော့ဖြစ်ပျက်ခဲ့တဲ့သမိုင်းကြောင်းကိုဘီဝတီးခတ်ပြီးဇလန်းတွေပုံမြင်နေအဖြစ်ပြန်လည်ပြန့်ဝေရင်အသက်မွေးကြပါတယ်။သူတို့ဟာပြတ်သုံးသွားတဲ့ဟီကဲရိုရဲ့သမိုင်းကြောင်းကိုထိမ့်သိမ်းသူတွေအဖြစ်လဲနာမည်ကြီးပါတယ်။တိုမိုနာလည်းတာနီအီချီနဲ့အတူခီးထွက်ခဲ့တာ2နှစ်ကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့မျက်စိ၃လုံးခြေထောက်၃ချောင်းအပြင်အကြီးတန်းတဲ့ပုံသဏ္ဍာန်နဲ့မွေးလာခဲ့ရတဲ့ဒီကောင်လေးဟာခွေးလေးတွေနဲ့စော်ကစားနေပါတယ်။သူ့ရဲ့မျက်နှာကိုဘူးတိကြောင့်မျက်နှာဖုံးလေးစွပ်ပေးထားပြီးလူတွေကတော့ခွေးတွေရဲ့ဘရင်အီနုအိုလို့သမုတ်ကြပါတယ်။စားရင်လဲခွေးတွေနဲ့စားရတယ်လို့အိမ်ပေါ်ကိုအတက်မခံတာကြောင့်အီနုအိုလေးဟာအရန်ချမ်းတဲ့ဆောင်းတွင်းမှာတော့ခွေးတွေရဲ့ကြားထဲမှာပဲအိပ်ရပါတယ်။ဒံပြိုးကတော့ပါရမီမပါတဲ့သူ့ရဲ့သားအကြီးနှစ်ယောက်ကိုအကတင်ပေးရင်ဒေါသထွက်နေပါတယ်။ဘီဝတန်ကိုကြားတဲ့အခါအီနုအိုလေးဟာခလန်းလန်းကလေးချောင်းကြည့်နေပြီးကားကွက်တွေကိုမှတ်သားလိုက်ပါတယ်။ဂီတနဲ့အကကိုသဘောကျတဲ့အီနုအိုလေးဟာတေချာမှတ်သားထားတဲ့ကားကွက်တွေနဲ့မိုးရီထဲမှာတယောက်တည်းပျော်နေခဲ့ပါတယ်။သူကလို့အပီးမှာပဲလိတ်တကောင်လို့ပူတူတူခြေထောက်နှစ်ဖက်ဟာလူခြေထောက်တွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။မျက်မမြင်တိုမိုနာတယောက်ဆရာတော်နဲ့အတူမြို့ကိုရောက်လာခဲ့ကြပြီးဘုန်းကြီးကျောင်းတစ်ခုမှနေလိုက်ကြပါတယ်။ညဘက်မှာတော့ညဆောင်တပ်သားတွေကိုစားနောက်ပြီးပြန်လာတဲ့အီနုအိုတယောက်တိုမိုနာနဲ့ဆုံခဲ့ရပါတယ်။အီနုအိုကလမ်းဖယ်မပေးတဲ့တိုမိုနာကိုမျက်နှာဖုံးချွတ်ပြပြီးခြောက်လန့်ပေမဲ့မျက်မမြင်တိုမိုနာအတွက်တော့အီနုအိုဟာတာမန်လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ဂီတကိုဝါသနာပါတဲ့အီနုအိုတစ်ယောက်ဘီဝတီးခတ်တတ်တဲ့မျက်မမြင်တိုမိုနာနဲ့တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ဒံပြိုးကတော့ဟီအဲဇာမိသားစုကဖြစ်ပြီးရိုးရအကကို KSS လက်ဆင့်ကမ်းလာခဲ့ကြပေမဲ့တားအကြီးနှစ်ယောက်ဟာတော့ပါရမီမပါတဲ့အတွက်ကြောင့်စိတ်တူနေခဲ့ရပါတယ်။ဘီဝအပါဝင်တူရီယာတီးခတ်တန်တွေကိုကြားလိုက်ရတဲ့အီနုအိုလေးဟာခလန်းလန်းကနေပဲစီးကျက်အတိုင်းကနေပါတယ်။ဒံပြိုးဟာလည်းဒါကိုမြင်တော့ဒေါသတကြီးစောင့်ကန်လိုက်ပြီးဒီလိုအယုတ်ဆိုးအကြီးတန်းတဲ့လူကဘယ်တော့မှဆင်ပေါ်မှာဖျော်ပြနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။လက်ရှိမှာတော့အီနုအိုဟာသူဟာကားကွက်တစ်ခုကိုကားလိုက်တိုင်းသူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဟာပြောင်းလဲသွားကြောင်းတိုမိုနာကိုပြောပြလိုက်ပြီးတိုမိုနာကတော့ဒါဟာကျင်းစာတင့်နေတာဖြစ်နိုင်ကြောင်းနဲ့ဝိညာဉ်တွေနဲ့ကျင်းစာတွေဟာတကယ်ရှိကြောင်းပြောပြလိုက်ပါတယ်။
တိုမိုနာကတော့ဖျော်ဖြေပွဲလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်နေခဲ့ပြီးအားလုံးပြီးတဲ့အခါမှာတော့အီနူအိုနဲ့အတူမြို့ပြင်ကတရားလေးပေါ်မှာစတင်လိုက်ကြပါတယ်။တူရီယာ၃မျိုးကိုပေါင်းဆက်တိတ်ခတ်ပြီးမော်ရယ်ခစ်ဆန်ဆန်တချင်းဆူဖျော်ဖြေနေတဲ့တိုမိုနာနဲ့အဖွဲ့ကိုလမ်းသွားလမ်းလာတွေကစိတ်ဝင်စားနေကြပါတယ်။တစ်ဖက်မှာလည်းနာမည်ကြီးကားကြီးတဲ့ဒန်းပြိုးဟာဖျားเจ้าတစ်ခုမှဖျော်ဖြေနေပြီးပရိသတ်တချို့ကတော့တရားပေါ်ကဖျော်ဖြေပွဲသတင်းကြောင့်ထွက်လာခဲ့ကြပါတယ်။ကျေးဇူးသူတွေဟာလည်းတခါမှမမြင်ဘူးတဲ့ဒီလိုဖျော်ဖြေပွဲကိုသဘောကျနေကြပြီးတိုမိုနာရဲ့ဘီဝတီးခတ်မှုကလည်းလက်တံပြောင်းလွန်လာတာကြောင့်အားလုံးကအံ့ဩမင်သက်နေကြရပါတယ်။အီနူအိုကတော့မျက်နှာဖုံးတစ်ခုနဲ့သူ့ရဲ့လက်တွေကိုဖုံးထားနိုင်မဲ့အင်ကြီးအရှိတဲကိုဝစ်လိုက်ပြီးအဆိုနဲ့အကပါတဲ့အော်ပရာဇက်ပွဲကိုစဖို့ပြင်ဆင်နေပါတယ်။အီနူအိုရဲ့ထူးခြားလွန်းတဲ့ဖျော်ဖြေမှုကြောင့်တစ်ချိန်ကလူတိုင်းရွံ့ရှာရတဲ့ကောင်လေးဟာအခုတော့စင်ပေါ်မှာလူတွေရဲ့လက်ခုပ်တီးဩဘာပေးတာကိုခံနေရပါတယ်။ဖျော်ဖြေပွဲပြီးတဲ့အချိန်မှာတော့မကောင်းဆိုးဝါလို့ရှည်ထွက်နေတဲ့လက်တစ်ဖက်ဟာလူသားလက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီးမကောင်းဆိုးဝါးစိတ်ပိုင်းဆိုလို့ကြောဟုံးကအကြေးကွန်ရင်ဘက်ကအမွှေးမြင်တွေနဲ့အချိုးအစားမကျတဲ့မျက်နှာပဲကျန်နေပါတော့တယ်။သူတို့ရဲ့သတင်းဟာလည်းမြို့ထဲမှာပြန့်နှံ့လာခဲ့ပြီးအလွာအသီးသီးကလူတွေဟာပြင်းစရာကောင်းတဲ့ရိုးရာဖျော်ဖြေပွဲတွေအစားတိုမိုနာတို့ရဲ့လမ်းဘေးဇက်ပွဲတွေကိုတွားကြည့်ကြပါတယ်။ရိုးရာအတီးအခတ်တူရီယာတွေဟာတိုမိုနာရဲ့တီထွင်ဆန်းသက်တဲ့တီးခတ်မှုတွေကြောင့်အင်မတန်ကိုမှနဝင်ချိုလွန်းလာပါတယ်။ဖျော်ဖြေပွဲဟာကောင်းလွန်းလာတာကြောင့်ဂျိုင်းတောင်းနဲ့မတန်ဆွမ်းဟာရှိတဲ့ခြေထောက်တစ်ဖက်နဲ့ကင်းမီကောက်ထထောင်းပါတယ်။နောက်တစ်နေ့မှာတော့အီနူအိုဟာငကားအကတွေနောက်ခံမီအောင်နဲ့ပုံပေါ်ထားတဲ့ဝေလာငါးတွေနဲ့ပြားဆက်တစ်ခုကိုဖျော်ဖြေနေပြီးဒီပြားဆက်ဟာခမ်းနားလွန်းတာကြောင့်ပွဲကြီးပရိသတ်အားလုံးဟာလွတ်လပ်မှုနဲ့အတူစိတ်လှုပ်ရှားမှုအပြည့်ကိုရရှိနေတာဖြစ်ပါတယ်။ဒီပွဲလေးရဲ့အဆုံးသတ်မတိုင်ခင်မှာတော့အီနူအိုခြုံထားတဲ့ဝိယုံဟာကျွတ်ကျသွားခဲ့ပေမဲ့လူတွေမမြင်ခင်မှာပဲကြောဟုံးပေါ်ကအကြေးကုန်တွေဟာပျောက်ကွယ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့အောင်မြင်မှုကိုစားလောင်နေတဲ့ဒန်းမျိုးလဲသူ့ရဲ့ပြင်းစရာပြဆက်တွေကိုလူတွေဟာမကြိုက်ကြတော့တဲ့အပြင်သားဖြစ်သူအီနူအိုရဲ့ပြဆက်တွေဟာနာမည်ကြီးလူကြိုက်များလာတာကြောင့်မနာလိုစိတ်တွေဝင်နေခဲ့ပါတယ်။ရုံးတော်ကအရာရှိဆောင်မှုတိုင်းတချို့ရဲ့ဖိတ်ခေါ်မှုကြောင့်အီနူအိုနဲ့တိုမိုနာတို့ကရုံးတော်ကိုရောက်ခဲ့ကြပါတယ်။အီနူအိုရဲ့မျက်နှာကိုမြင်ကျင်တယ်လို့ဆောင်မှုတိုင်းတွေကတောင်းဆိုလိုက်ပေမဲ့မျက်နှာဖုံးအောက်ကထိတ်လန့်စရာအသွင်ပြင်ကိုဖုံးကွယ်မှရမယ့်အီနူအိုကတော့ပညာသားပါပဲညင်းလိုက်ပါတယ်။တိုမိုနာကတော့ဘီဝဖုန်ကြီးကျောင်းကနေခွဲထွက်ဖို့နဲ့ကိုပိုင်ပြဆက်အပွဲဖွဲ့ပြီးနေရာအနှံ့မှာဖျော်ဖြေဖို့ဆုံးဖြတ်ထားကြောင်းပြောပြပါတယ်။အီနူအိုကလည်းလက်ခံတာကြောင့်သူတို့နှစ်ယောက်ဟာတိုမိုအာရီဆိုတဲ့ဇက်အဖွဲ့ကိုဖွဲ့လိုက်ပြီးသူတို့ကတော့ဂျပန်တပြည်လုံးကိုဇလန်မျိုးစုံနဲ့လှည့်လည်ဖျော်ဖြေဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ဒန်နာအီလာအထွန်းမြတ်ရတနာနှစ်ပါးကိုစုဆောင်းမှုကြံနေသေးတဲ့ရှိုးခန်းကြီးကတော့တိုမိုအာရီဇက်အဖွဲ့ကိုသဘောမကျဖြစ်နေပါတယ်။သူဟာရှိုးကန်တို့ရဲ့အာဏာကိုအကျွမ်းမဲ့ဖြစ်စေဖို့ဖန်တီးနေချိန်မှာတော်လှန်မှုတစ်ခုစတင်လာမှာကိုအကြောက်ဆုံးဖြစ်နေခဲ့တာပါပြည်သူတွေဟာအစိုးရတွေရဲ့ဝါရာမိုင်းတိုက်တဲ့ပြဿနာတွေအစားတိုမိုနာတို့ရဲ့လွတ်လပ်တဲ့အတွေးခေါ်ရှိတဲ့ပြပွဲတွေကိုပိုသဘောကျနေကြတာကြောင့်တိုမိုအာရီအဖွဲ့ကိုရှင်းပစ်ချင်နေတာဖြစ်ပါတယ်ဒါကြောင့်သူဟာအကြံတစ်ခုထုတ်ခဲ့ပြီးနန်းတော်မှာပွဲတစ်ပွဲကျင်းပဖို့ဟီရဲစာမိသားစုကိုဖျော်ဖြေမှုအတွက်ကမ်းလှမ်းမှုတစ်ခုကိုလုပ်ခဲ့ပါတယ်ဟီရဲစာခေါင်းဆောင်ဒန်ပြိုးလဲသူ့ကိုကမ်းလှမ်းနေတင်ပြီးဝမ်းသာသွားပေမဲ့ရှိုးကန်ကြီးကန်လန်းခဲ့တာကတော့တားဖြစ်သူအီနူအိုနဲ့အဖွဲ့ကိုဖြစ်နေခဲ့ပါတယ်တကယ်တော့ရှိုးကန်ကြီးကအီနူအိုရဲ့မျက်နှာဟာတိတ်ကိုအကြီးတန်းတဲ့အတွက်မျက်နှာဖုံးဆွတ်ထားတယ်ဆိုတဲ့ကောလာဟာလာကြောင့်ကန်လန်းမှုမှာသဘောတူညီချက်တစ်ခုကိုထည့်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒါကတော့ဇလန်းရဲ့နောက်ဆုံးပိုင်းမှာမျက်နှာဖုံးမတက်ဘဲဖျော်ဖြေရမှာဖြစ်ပြီးရှိုးကန်ကြီးရဲ့ကိုဝင်တဲ့ဇနီးဟာလည်းဒီပွဲကိုလာကြည့်မှာဖြစ်ပါတယ်အီနူအိုမျက်နှာဖုံးချွတ်တဲ့အချိန်မှာအယုံဆိုးအကြီးတန်းတဲ့အသွင်ပြင်ကြောင့်ကိုဝင်တဲ့ဇနီးကိုထိတ်လန့်စေမှာဖြစ်ပြီးဒီအကြောင်းပြချက်နဲ့တိုမိုနာတို့အဖွဲ့ကိုတုတ်တင်ဖို့ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။တားဖြစ်သူကိုပျောက်ကွယ်သွားစေခြင်းနဲ့ဒန်ပြိုလဲရှိုးကန်ကြီးရဲ့တောင်းဆိုချက်ကိုသဘောကျပြီးအီနူအိုကိုတွားရောက်ဖျော်ဖြေပေးဖို့ပြောလိုက်ပါတယ်။ပြည်နယ်တစ်ခုလုံးကလူဒန်းစားအလွှာအသီးသီးနဲ့မင်းမျိုးမင်းနွယ်တွေစာမှုတိုင်းတွေဟာဒီပြဿနာကိုကြီးရဖို့စောင့်နေကြပြီးတချို့ကတော့မျက်နှာဖုံးအောက်ကအီနူအိုကိုမြင်ရဖို့ပိုပြီးစိတ်ဝင်စားနေကြပါတယ်။ရှိုးကန်ကြီးရဲ့ဇနီးဖြစ်သူဟာလည်းအီနူအိုရဲ့ပရိသတ်ဖြစ်တာကြောင့်ပျော်နေခဲ့ပါတယ်။အီနူအိုကိုမြင်တာနဲ့လူတိုင်းကတခဲနဲ့အားပေးတဲ့ထွက်လာခဲ့ကြပြီးအီနူအိုဟာတိုမိုအာရီအဖွဲ့နဲ့အတူဖျော်ဖြေမှုကိုစတင်လိုက်ကြပါတယ်။အကောင်းဆုံးပြင်ဆင်လာတဲ့တိုမိုအာရီအဖွဲ့ဟာသူတို့ရဲ့အကောင်းဆုံးဖျော်ဖြေမှုကိုချပြခဲ့ကြပြီးပရိသတ်အားလုံးဟာလည်းအံ့ဩမင်သက်နေကြတာပဲဖြစ်ပါတယ်။အဝေးကကြည့်နေတဲ့ဒန်ပြိုလဲအတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးနေပါတယ်။
စင်းရဲသားလေးတန်းမျိုးဟာကားကြည်တဲ့မျိုးရိုးကဖြစ်ပြီးအကားမှာလည်းပါရမီမပါတာကြောင့်ကိုမကြည်မနှက်ဖြစ်နေပါတယ်။တညမှာတော့သူဟာအတန်တစ်ခုကိုကြားလိုက်ရပြီးအဲ့ဒါကတော့မျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ကျိန်စာသင့်မျက်နှာဖုံးကနေပဲဖြစ်ပါတယ်။လူဝင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ဒီကျိန်စာသင့်မျက်နှာဖုံးဟာအဖိုးအခတစ်ခုကိုပေးတဲ့အခါဆန္ဒပြေဝအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်။ဒန်းမျိုးလည်းဟီရဲစာမိသားစုရဲ့အကြီးမြတ်ဆုံးကျဲဝင်းဖြစ်အောင်လုပ်ပေးဖို့ပြောလိုက်ပြီးအဖိုးအခအနေနဲ့ကတော့ဝမ်းပိုက်ထဲကမမွေးသေးတဲ့ကလေးရဲ့ဝင်းပတဲ့အပြစ်ကင်းစင်မှုကိုပေးရမှာပဲဖြစ်ပါတယ်။ဒန်းမျိုးလည်းကြည်နက်နဲ့လက်ခံလိုက်ပြီးချက်ချင်းဆိုသလိုမိခင်ပိုက်ထဲကတရေသားလေးဟာလည်းမကောင်းဆိုးဝါးတကောင်လိုပြောင်းလဲသွားပါတော့တယ်။မလွတ်မြောက်နိုင်သေးတဲ့ထောင်ပေါင်းများစွာသောဝိညာဉ်တွေဟာတရေသားလေးကိုကတ်တွယ်လိုက်တာကြောင့်အင်းနုအိုလေးဟာကျိန်စာသင်ခဲ့ရပါတယ်။တကယ်တော့သူတို့ဟာဒါနိုဦးရတိုက်ပွဲမှာကြာဆုံးခဲ့ရတဲ့ဟဲကီတို့ရဲ့ဝိညာဉ်တွေဖြစ်ပြီးအင်းနုအိုလေးကဖျော်ဖြေမှုတစ်ခုလုပ်တိုင်းမှာသူတို့ကလွတ်မြောက်ကြမှာဖြစ်ပါတယ်။နောက်ဆုံးအပိုက်ကိုဖျော်ဖြေနေစဉ်အတွင်းမှာပဲမလွတ်မြောက်နိုင်သေးတဲ့ဟဲကီတို့ရဲ့ဝိညာဉ်တွေဟာပေါင်းစည်းသွားကြပြီးငကားတစ်ကောင်ရဲ့အသွင်နဲ့လွတ်မြောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ကြီးစုသူအားလုံးကတော့ဒါတွေဟာဖျော်ဖြေမှုရဲ့အစိပ်အပိုင်းတစ်ခုပဲလို့နားမလည်စွာနဲ့ကြည်နေကြရပါတယ်။အဲ့ဒါကြီးတဲ့ဒန်းပြိုလဲအီနုအိုကိုတက်ဖို့ကျိန်စာသစ်မျက်နှာဖုံးစီမှာတောင်းဆိုလိုက်ပေမဲ့ဒန်းပြိုကိုယ်တိုင်ပဲတစစီပေါက်ကွဲပြီးတည်သွားပါတယ်။ပြားဆက်ရဲ့နောက်ဆုံးအပိုက်မှာတော့အီနုအိုဟာမျက်နှာဖုံးကိုချွတ်ခဲ့ပြီးအားလုံးမြင်လိုက်ရတာကတော့ချောမောလှပတဲ့လူငယ်လေးတစ်ယောက်ရဲ့မျက်နှာပဲဖြစ်ပါတယ်။ဝိညာဉ်တွေအားလုံးဟာလွတ်မြောက်ခဲ့တာကြောင့်ကျိန်စာဟာအဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။ရှိုးခန်းရဲ့အမိန့်အရစာမူတိုင်းတွေဟာတူမူအာရီဇက်ဖွဲ့ကိုရှင်းလင်းဖို့အဖွဲ့ဝင်တွေကိုလိုက်ဖမ်းခဲ့ပါတယ်။ဇလန်အသစ်တွေဟာရှိုးခန်းရဲ့ဂုံတီကိုစော်ကားရဲဆိုတဲ့ပုံမှန်နဲ့အဖွဲ့ဝင်တွေကိုလည်းရဲဆက်ဆက်အပြစ်ပေးခဲ့ကြပါတယ်။မျက်မမြင်တူမူနာလည်းဂီတကိုမစွန့်လွတ်နိုင်တာကြောင့်ရှိုးခန်းရဲ့အမိန့်ကိုမနာခံတဲ့အခါစာမူတိုင်းတွေဟာအင်အားသုံးဖမ်းဆီးပါတော့တယ်။ပထမဆုံးမိတ်ဆွေလည်းဖြစ်တယ်လို့အဖေတယောက်လိုသဘောထားရတဲ့ဆရာတော်တာနီအီချီလည်းတူမူနာကိုဝင်ခဲ့ရင်အသက်ခံလိုက်ရပါတယ်။တကူလုံးတန်ရာအပြည့်နဲ့စာမူတိုင်းတွေရဲ့နှိမ့်ဆက်မှုကနေလွတ်မြောက်လာတဲ့တူမျိုးနာဟာရှိုးခန်းကြီးရဲ့ပြည်သူတွေအပေါ်ဖိနှိပ်ချုပ်ဖိနှိပ်မှုတွေကိုချပြဖို့ကြိုးစားရင်းထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။နောက်ဆုံးအချိန်ထိဂီတနဲ့လွတ်လပ်မှုကိုစွန့်လွတ်ဖို့ညှင်းဆန်နေတဲ့ဘီဝါသမားလေးတူမျိုးနာဟာသူပထမဆုံးဖျော်ဖြေခဲ့တဲ့တရားလေးရဲ့အောက်မှာပဲကွပ်မျက်ခံလိုက်ရပါတော့တယ်။အီနုအိုဒါကိုတီးလိုက်ရတဲ့အချိန်မှာတော့အရာအလုံးဟာနောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်။မမျှတမှုတွေနဲ့ပြည့်နေတဲ့ဒီဇလန်လေးဟာနောက်ဆုံးအချိန်ထိမမျှတမှုနဲ့ပဲအဆုံးသတ်ခဲ့ရပြီးဖြစ်ပါတယ်။